အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်မနေ့ကပြပြပေးသွားတဲ့ Android OS အကြောင်းကိုဆက်ပြီးတော့ပြပြပေးသွားပါမယ်ကျွန်တော် Android OS ကကြတော့ open source ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ application တွေပြီးတော့ home screen တွေ widget တွေအဲ့လိုဟာမျိုးတွေကိုလွတ်လပ်စွာစိတ်ကြိုက်ပြုပြင်လို့ရပါတယ်အဲ့တကူကတော့အားတာရယ်ပေါ့နော်ပြီးတော့နောက်တစ်ခု security ဘိုင်း security ဘိုင်းမှာဆိုလို့ရှိရင်ဒီကောင် open source ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တခြားတော့တပ်ပတ်တီထည့်လိုက်တဲ့ခါမျိုးမှာ virus ကိုက်တွားတာတွေအဲ့လိုမျိုးပုံစံမျိုးလေးတော့ရှိတယ်ဒါပေမဲ့ Google ကလည်းမကြာခဏပေါ့နော် update တော့လုပ်ပေးနေပါတယ်အဲ့လိုမျိုးတော့ရှိတယ်နောက်တစ်ခုအနေနဲ့ကကြတော့သူကapplication တွေကို Play Store တင်မကပဲပေါ့နော်တခြားတော့ APK Viewer တို့ App Download တို့အဲ့လိုမျိုးတခြားတော့တပ်ပတ်တီ application တွေကနေပြီးတော့လည်း application တွေကိုစိတ်ကြိုက်အသုံးပြုလို့ရပါတယ် Android တွေဆိုလို့ရှိရင်ကျွန်တော်တို့version အလိုက်လာတယ်ပေါ့နော်သူ့ရဲ့ OS တွေမှာဆိုလို့ရှိရင်အရင်တော့ကျတော့ကျွန်တော်နာမည်တွေနဲ့လာတယ်ပေါ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင် Android version 73တို့14တို့15တို့16တို့အခု2026ရောက်ပြီဆိုလို့ရှိရင်သူ Android version 16တောင်ရောက်နေပေါ့နော်သူကတော့တစ်နှစ်တစ်ခါversion ကို update လုပ်ပေးရပေါ့နော်အဲ့လေးတွေကတော့ကျွန်တော်တို့ Android OS နဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပဲပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဘိုင်